လူကရေအောက်မှာပုံအောင်နေတဲ့ရေသူမတွေရှိနေကြောင်းအတီးပြုတ်ပြီးတာနဲ့ကမ်းပေါ်မှာစောင့်နေတဲ့အဖော်တွေကိုချက်ချင်းတိုက်ခိုက်ဖို့အချက်ပြလိုက်တယ်။ရေသူမတွေကကြောက်လန့်တကြားနဲ့အရက်ရက်ကိုပြေးလွှတ်ထွက်ပြေးကြပေမဲ့လူသားတွေရဲ့အဆက်မပြတ်တိုက်ခိုက်မှုအောက်မှာရေထဲကနေခုန်ထွက်ပြီးကမ်းပေါ်ကိုတက်လာရတဲ့အခြေအနေရောက်သွားတယ်။ဒါပေမဲ့သူတို့ဟာလူသားတွေရဲ့လိုက်လံဖမ်းဆီးမှုကနေမလွတ်မြောက်နိုင်ခဲ့ကြဘူး။ကန်ဆိုးစွာနဲ့ပဲရေသူမလေးတစ်ယောက်ဖမ်းဆီးခံလိုက်ရတယ်။လူဆိုးတွေကစက်တလုံးအုံပြုတ်ပြီးသူမရဲ့အရေးပြားကိုခွာယူဖို့ပြင်ဆင်ကခေါ်ဆောင်သွားဖို့ကြိုးစားနေကြတယ်။အဲ့ဒီအရေးကြီးဆုံးအချိန်မှာသူမရဲ့အမကကယ်တင်ဖို့ပြေးလာခဲ့ပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲသူမပါလူဆိုးတွေရဲ့လက်ထဲကျရောက်သွားခဲ့တယ်။လူတစ်ယောက်ကရေသူမကိုဓာတ်နဲ့ထိုးခုတ်ဖို့လက်မြောက်လိုက်ပေမဲ့ကံကောင်းထောက်မစွာသူမကအချိန်မီရှောင်တိန်နိုင်ခဲ့ပြီးရေထဲကိုပြန်ခုန်ဆင်းသွားနိုင်ခဲ့တယ်။ဒါပေမဲ့လူဆိုးတွေကလက်မလျှော့ပဲမြားတွေပစ်ခတ်ကဆက်လက်လိုက်လံနေကြတယ်။ရေသူမကအသက်လူထွက်ပြေးနေပေမဲ့လူဆိုးတွေကမရမကလိုက်ဖမ်းနေစေဖြစ်တယ်။ရေသူမဖမ်းပြီးတော့မဲ့အခိုက်အတန့်မှာပဲရေပဝဲကြီးတစ်ကောင်ကသူ့ရဲ့လက်တံရှည်တွေကိုအချိန်မီဆန့်ထုတ်လိုက်ပြီးသူမကိုကယ်တင်ပေးခဲ့တယ်။ထို့နောက်ရေပဝဲကခွာလေးတစ်ခုလိုကိရိယာကိုအသုံးပြုပြီးရေသူမကိုဂူပြင်ဘက်စီပစ်လွတ်လိုက်တာကြောင့်အန်ရီယယ်ကနေခိတ္တလွတ်မြောက်သွားခဲ့တယ်။သူမကအခုတော့ဘေးကင်းသွားပြီလို့ထင်နေချိန်မှာပဲအပေါ်ဘက်ကနေကျလာတဲ့ပိုက်ကွန်အကြီးကြီးတစ်ခုကရုတ်တရက်သူမကိုဖမ်းချုပ်သွားခဲ့တယ်။ရေသူမကရုန်းကန်လွတ်မြောက်ဖို့ကြိုးစားနေ